ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတင်ချစ်သူထားကနေချစ်ချင်းမြတ်တာတွေဂရုစိုက်မှုတွေအလို့ရှိပါလားဒါဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပါတင်ချစ်သူရဲ့မြန်မာမွေးတဲ့ကိကိုခွန်နဲ့စားလိုက်ပါတစ်ကျွင်းတယ်ဆိုရင်တော့မိတ်ဆွေကမိတ်ဆွေရဲ့ချစ်သူကိုအင်္ဂါနဲ့အစားအစာတွေဖြစ်တဲ့ strawberry ဖြော်ရည်တွေဇီးဖြော်ရည်တွေအဲ့ဒါလေးများများကျွေးဖို့လုပ်မယ်ကျွေးတဲ့အခါမှာကြာရင်လည်းဒီတိုင်းလောဘထိနဲ့ကျွေးလို့မရဘူးမေတ္တာစစ်မေတ္တာမှန်မေတ္တာအပြည့်အဝနဲ့တည်တည်ချာချာလေးမေတ္တာတရားကိုထားပြီးတော့ကျွေးရလိမ့်မယ်တင်သာတေချာမေတ္တာထားပါကတင်းချစ်သူကဘက်ကလည်းပြန်ပြီးတော့တုတ်ပြန်လာပါလိမ့်မယ်ကဲဟုတ်ပြီနှစ်ကျွေးနေဆိုရင်နှစ်ကျွေးပြီဆိုရင်တော့လိမ်မော်ရည်တွေလက်ဖက်တွေအဲ့ဒါလေးတွေများများကျွေးဖို့လုံးမယ်သုံးကျွေးပြီဆိုရင်တော့ပေါင်မုတ်တို့ပဲမုတ်တို့ပဲတို့အဲ့ဒီအစားအစာတွေကိုများများကျွေးဖို့တော့လိုလိုက်မယ်လေးကျွေးပြီဆိုရင်တော့တရက်တီးတို့တရက်တီးဖြော်ရည်တို့အဲ့ဒါလေးတွေများများကျွေးဖို့လုံးမယ်ကဲဟုတ်ပြီငါးကျွေးပြီဆိုလို့ရှိရင်တော့ဒါနွားနို့တို့ဒီထောပတ်ပေါင်မုတ်တုတ်တို့ထောပတ်တီးဖြော်ရည်တို့အဲ့ဒါမျိုးလေးများများကျွေးဖို့တော့လိုလိုက်မယ်ကဲဟုတ်ပြီ6ကျွေးပြီဆိုရင်တော့ဘာကျွေးရမလဲ6ကျွေးပြီဆိုရင်တော့ဒါအုံးရည်တို့အုံးလေးများများပါတဲ့မုတ်တွေကျွေးဖို့လိုလိုက်မယ်ဟုတ်ပြီခွန်ကျွေးတာတော့ခွန်ကျွေးတဲ့ခါမှာကြာရင်တော့ကျွန်တော်တို့ကဒီချောကလက်တို့ကော်ဖီတို့ပြီးကရီကရာမုတ်တို့အဲ့ဒါမျိုးလေးများများကျွေးဖို့လိုလိမ့်မယ်ကျွေးတဲ့ခါမှာလည်းပြီးပြီးရောမကျွေးနဲ့တရက်ထဲလည်းမကျွေးနဲ့တတိယရသလိုဒါသူစားရင်စားတယ်မျိုးကိုကများများကျွေးရများများကျွေးများများချစ်လေဒီအရာကဘာအန်ဒီရဲ့အထိခိုက်မှမရှိဘဲနဲ့ကျွန်တော်ရှေ့ဆရာကြီးရဲ့မဟာဘုတ်ပညာရက်ကလာတဲ့ရတရားဖြစ်တဲ့မိတ်ဆွေများရဲရဲတာတော့မှအကျိုးမရုပ်ပါဘူးခင်ဗျာအားလုံးပဲကျွန်တော်မောင်ကောင်းပါ